ပြမယ်ပုံမြင်တွေကတော့ရေစင်တပတ်ရဲ့9ချိန်မြောက်ပင်လယ်ခီးစဉ်ကြောင်းလေးဖြစ်ပါတယ်။နောက်ရမနက်မိုးလင်းတာနဲ့ကုန်းစင်တပတ်ကရေစင်တပတ်ရဲ့9ချိန်မြောက်ပင်လယ်ခီးစဉ်ကြောင်းကိုထပ်ပြီးနှထောင်ဖို့အတွက်သွားခဲ့ပါတယ်။ရေစင်တပတ်ကခရိုင်းလိုပဲရောက်လာကြတဲ့မိတ်ဆွေတွေကိုစားကောင်းတောက်ခွဲတွေနဲ့အခမ်းကျွေးမွေးရင်သူ့ရဲ့9ချိန်မြောက်ပင်လယ်ခီးစဉ်ကြောင်းကိုစပြီးပြပါတော့တယ်။ကဲတင်ငယ်ချင်းတို့9ရဲ့9ချိန်မြောက်ပင်လယ်ခီးစဉ်ကြောင်းကိုစပြီးပြပါတော့မယ်။4ချိန်မြောက်ပင်လယ်ခီးစဉ်ကပြန်လာခဲ့ပြီးနောက်ပိုင်းအိမ်မှာနားနေရင်းနဲ့နောက်ထပ်ပင်လယ်ခီးထွက်ရင်းနဲ့အယောင်းဝယ်လုပ်ချင်းစိတ်တွေပေါ်လာပြန်ကောအဲ့ဒါနဲ့ကုန်တွေအများကြီးဝယ်ခဲ့ပြီးတော့ဘက်ဒေါ်လာမြို့ကိုထွက်လာခဲ့လိုက်တယ်ဘက်ဒေါ်လာမြို့ကိုရောက်တော့ကြတော့ကုန်တင်မော်တစီဝယ်လိုက်တယ်ပြီးတော့ကြတော့တင်မော်မောင်မို့လူငားတယ်အခြားကုန်တွေကလည်းငါရဲ့တင်မော်နဲ့ပါလာကြတယ်ငါတို့ရဲ့ကုန်တင်မော်ကြီးကကောင်းကောင်းစွာနဲ့ပဲမုံတိုင်းလုံးဝမမိပဲနဲ့တကြုံဝင်တကြုံထွက်ကုန်ကူးပြီးတော့နေတယ်ရောက်ရအရက်တိုင်းကိုလှည့်ပတ်ကြည့်ပြီးတော့ကုန်ရောင်းကုန်ဝယ်တွေလုပ်ကြတယ်အရာရာအဆင်ပြေလေးဖြစ်နေတယ်အဲ့လိုစိတ်ချမ်းသာတာနဲ့ခီးသွားနေကြရင်တနေ့ကျတော့လူသူမရှိတဲ့ကျွန်းတကျွန်းစီရောက်သွားတယ်။ကျွန်းကအတော်ကိုတိုက်ရပြီးတော့စိန်လန်နေပါကောအဲ့ကျွန်းမှာပဲတင်မော့ကပ်ပြီးတော့ခရီးသည်တွေကအညာပြေအညာပြေကျွန်းကြီးပေါ်လက်ပတ်ကြည့်ရှုကြတယ်။ငါကတော့တင်မော့ဆောင်ရင်နဲ့နေကလိုက်တယ်သူတို့နဲ့လိုက်မသွားခဲ့လိုက်ဘူး။ကျွန်းကြီးပေါ်လက်ပတ်ကြည့်နေရင်နဲ့မြေကြီးထဲမှာတဝက်မြုပ်ပြီးတော့အပေါ်မှာတဝက်ပေါ်နေတဲ့အဖြူလုံးကြီးတစ်လုံးကိုတွတ်တွေ့ကြပါကောဘာကြီးလက်တီးရအောင်လို့ဆိုပြီးတော့ခဲနဲ့ပေါက်တဲ့လူကပေါက်ဒုံနဲ့ရိုက်တဲ့လူကရိုက်လုံးနေကြတဲ့အဲအကြောင်းကိုတင်မောတဲ့ကောင်ကလာပြောပြတာနဲ့တကြီးကြီးတော့ကြတော့ရုခငါဥကြီးဖြစ်နေတာပေါ့အဲ့တော့ဘာမှဆက်မလို့ဖို့သူတို့ကိုတားတယ်အဲ့ရုခငါဥကြီးကမတရားကြီးတဲ့အကောင်ကြီးတွေဖြစ်ပြီးတော့သူတို့ဥကိုတခုခုလို့ရှိရင်အကြီးကျယ်ပြန်ပြီးရန်လုတ်တဲ့အကြောင်းပြောပြတယ်ဒါပေမဲ့အဲ့လူကငါစကားကိုနားမထောင်မဲနဲ့ငါဥကြီးကိုရိုက်ခွဲပြီးတော့အထက်ကငါပေါက်လေးကိုတက်ပြီးချက်စားလိုက်ကြတယ်ငါတော့ဘေးတွေ့ပြီးပဲလို့ဆိုပြီးတော့ခီးတဲ့တွေအကုန်လုံးကိုမြင်မြင်သိမဖို့တက်ခိုင်းပြီးတော့ပင်လယ်ထဲကိုမြင်မြင်အောင်ရက်လင်ခိုင်းရတယ်ပင်လယ်ထဲလေးရောက်ကိုချက်ချင်းမိုးမောင်ကျလာသလိုကောင်းကင်တစ်ခုလုံးမှောင်သွားကောအဲ့လိုမှောင်သွားတာတခြားကြောင့်တော့မဟုတ်ဘူးခါငါကြီးကပြန်လာတဲ့အချိန်မှာသူ့ရဲ့အတောင်နဲ့နေကိုဖုံးသွားလို့ပဲအဲ့ငါကြီးကသူ့ဦးရှိတဲ့ကျိုးစီကိုပြန်သွားတယ်သူ့ကွဲနေတာတီးတာနဲ့ချက်ချင်းကြောက်စရာအသက်နဲ့ကြီးနဲ့អော်ပြီးတော့ငါတို့တင်မွန်းနောက်ကိုလိုက်လာပါကောငါမကြီးရဲ့အော်တန်ကိုလည်းကြောက်အောင်ငါအထီးကြီးကပါမကောက်လိုက်လာပါကောငါတို့လက်အသက်ကုံရွက်ဖွင့်ပြီးတော့လွင်ရတယ်ဒါပေမဲ့ငှက်ကြီးကကြောက်တော့ကြီးကြီးတွေကိုခြေသက်နဲ့ကုတ်လာပြီးတော့ငါတို့တင်မော့ကိုမထီမချင်းပြစ်ချပါကောငါတို့လက်ရသလောက်တော့ရှောင်းပြီးမှမပဲနောက်ဆုံးကြတော့ကြောက်တုံးကြီးကြီးတုံးကငါတို့တင်မော့ရဲ့ပဲ့ဘုံကိုတိတိကြီးကြလာပါကောတမကြီးကလည်းအစိတ်စိတ်မှကွဲထားပြီးတော့တင်မော့လည်းမှောက်သွားတော့တာပေါ့ကံကောင်းစွာနဲ့ငါစီကိုပြင်းပြတစ်ချက်မျောလာတော့ကြတော့သူ့ကိုတွဲတက်ရင်မလမ်းမကတ်မှာမြင်နေရတဲ့ကျွန်းစီကိုခြေထောက်နဲ့လော်ခတ်ပြီးသွားရတယ်။ပြီးတော့ကျွန်းကြီးကိုပတ်ကြည့်လိုက်တော့ကြတော့ဥယျာဉ်ကြီးတို့တအားတိုက်ရပြီးတော့တစ်တီးတွေပန်းတွေမျိုးစုံပေါက်နေတာကိုတွေ့ရတယ်။ငါလည်းဘိုက်ဆာလာတာနဲ့ရွှေရောင်ဝင်းနေတဲ့အတီးတွေခူးပြီးတော့တဝါကြီးကိုစပစ်လိုက်တယ်။မိုးချုပ်တဲ့ထိဘဲမှန်းထမသားတော့ပဲနဲ့နားနေလိုက်တော့တယ်။မိုးချုပ်တဲ့ထိလည်းလူရေးလူရောက်တရားဝင်မတွေ့ရသေးဘူး။အဲ့လိုနဲ့အိပ်ပျော်သွားတယ်။မနက်မိုးလင်းတော့မှရှောက်သွားကြည့်ရင်နဲ့ဆန်းချောင်းတစ်ခုနားမှာအဖိုးကိုတယောက်ထိုင်နေတာကိုတွေ့လိုက်ရတယ်။ငါတို့တင်မော့ပြက်ပြီးရောက်လာတဲ့သူပဲလို့ငါထင်လိုက်တယ်။အဲ့အဖိုးကြီးစီသွားပြီးတော့အိုးဘာကြီးဒီနေရာမှာဘာလာလောက်တာလဲဆိုတော့ तू ကဘာမှပြန်မပြောဘဲနဲ့သူ့ကိုချောင်းတစ်ဖက်ကန်းကိုပို့ပေးဖို့အတွက်လက်ဟန်ချီရနေငါ့ကိုပြောတယ်။ငါလည်းအဖိုးအယူကိုပေးတင်ပါတယ်လို့တွေးပြီးတော့ပို့ပေးမယ်လို့တော့ तू ကငါကုတ်ဖို့ကိုတက်ခွာပြီးတော့စီးလိုက်တယ်။ချောင်းတစ်ဖက်ခါလဲရောက်တော့အဖိုးကြီးကကြတော့ငါကုတ်ပူကနေပြီးတော့မှမစင်းမဲနဲ့သူ့ချီနေချောင်းနဲ့ငါလည်းပင်ကိုချိတ်ထားပါကောသူ့ခြေထောက်တွေကကျွဲခြေထောက်ကြီးကြီးလိုပဲယုံစရာကြောက်စရာကြီးငါလည်းကြောက်လာတာနဲ့ပြစ်ချမယ်လေလို့ကြတော့ तू ကငါရဲ့လေပင်ကိုခြေထောက်နဲ့ချောင်းနဲ့ဖိညတ်ထားတယ်တဖြည်းဖြည်းနဲ့အသက်ရှူကျက်ပြီးတော့မေ့လဲသွားတယ်အဲ့လိုမေ့လဲသွားတဲ့တောင်မှ तू ကငါကုတ်ပေါ်လုံးဝမစင်ဘူးငါကိုရိုက်တယ်ကန်လဲကန်နေနောက်ပိုင်းနာတော့ကြတော့ငါလဲလဲနေရနေပြီးတော့ကုန်းထားပြီးတော့ तू သွားချင်တဲ့နေရာတွေကိုသွားပေးရတယ်တဲ့တော့ဇက်ကိုသွားပေးနေရတယ်ရမင်းရင်လည်းရိုက်တယ်နေကောညာကောငါကုတ်ပေါ်ကနေလည်းမစင်ဘူးအဲ့ရင်လည်းငါကုတ်ပေါ်မှာပဲအိတ်တယ်ပြီးတော့နိုးလာတာနဲ့ငါကိုရိုက်နိုးပြီးတော့ကြတော့ဟိုသွားခိုင်းနဲ့ငါတော့ကဲမိတာမားပြီးလို့နောင်တတွေရပြီးတော့နောက်ဆိုဘသူဘာဖြစ်နေမကဲတော့ဘူးလို့တောင်းမှတွေးမိလိုက်တယ်စညင်ညင်နဲ့အလားဟုအရှင်ငါကိုမြန်မြန်ခေါ်တော်မူပါစေလို့ဆုတောင်းနေပြီးတော့တယ်အဲ့လိုအဖိုးကြီးကိုကုတ်ပေါ်တင်ပြီးတော့ရှောက်သွားနေတော့ဘူးဒီကြောက်တွေတွေ့တယ်အဲ့ဘူးဒီကြောက်တွေကိုခူးအပေါက်ဖောက်အထက်ကဥတွေထုတ်ပြီးတော့ကြတော့အဲ့အထက်ကိုစပစ်ဒီအဖြစ်တွေခုထက်အပေါက်ပြန်ပိတ်ပြီးတော့ကြတော့နေပူရဲကို4-5 ရက်နေလန်းထားလိုက်တယ်အဲ့စပစ်တွေအချိန်ပေါက်တော့ကြတော့အရက်ဖြစ်သွားကောငါလည်းမောပတ်ပြီးစိတ်ညစ်တဲ့အချိန်နေကြလို့ရှိရင်အဲ့စပစ်တွေတောက်ပလိုက်ကောအဲ့တော့မူးပြီးတော့စိတ်ညစ်စရာတွေအကုန်မေးပြီးတော့ပြောလာပါကောနေတိုင်းနေတာအဲ့အရေးတွေတောက်နေတာကိုတွေ့တော့ကြတော့အဲ့အဖိုးကြီးကအဲ့ဒါဘာအရေးတွေလဲလို့လက်ဟန်ချင်ရနဲ့မေးတယ်စ
စပြေးအရက်ဖြစ်တဲ့အကြောင်းတောက်လိုက်လို့ရှင်စိတ်ညစ်တာတွေပျောက်ပျော်လာတဲ့အကြောင်းပြပလိုက်တယ်ငါမူးပြီးကခုန်နေတာမြင်တော့ကြတော့အဖိုးကြီးကသဘောတွေကြားပြီးတော့ငါစီကနေတောက်ပါကောအောက်ကအနေတွေတောင်မကြအကုန်တောက်ပြစ်ပြီးတော့မကြဘူးအဖိုးကြီးမူးလာပြီးတော့လက်ခုပ်လက်ဝါးတွေတီးပြီးပျော်ရွှင်လာပါကောလူမန်းသူမန်းတောင်မသိတော့ဘူးအဲ့တော့ငါလည်းသူ့ခြေထောက်နဲ့ချောင်းကိုအသာဖြည့်ပြီးတော့ပခုံးပေါ်ကနေအောက်ကိုပြစ်ချလိုက်ခဲ့ပြီးတော့သူကဗမန်တရီမရတော့မနဲ့မြေကြီးတော်မှာလဲနေပါကောငါလည်းဘေးနားမှာရှိတဲ့ကြောက်တုံးတစ်ခုကောက်ပြီးတော့သူ့ရဲ့ခေါင်းကိုတခါတည်းထုချလိုက်တာအဲ့အဖိုးကြီးမပြန်လန်းကိုတခါတည်းရောက်သွားပါကောအဲ့ကြမှာငါလည်းငါနေတဲ့နေရာကိုစိတ်ချလက်ချပြန်လာခဲ့ပြီးတော့ပင်လယ်ထဲမှာတင်မောတစင်းစင်းလာကိုထောက်နေလိုက်တော့တယ်တနေ့ကျတော့ငါနေတဲ့ကျိုးမှာတင်မောတစင်းဆိုင်လာပါကောငါလည်းတင်မောနာအပြေးသွားတော့ကျတော့တင်မောဘော်ကဆင်းလာတဲ့ခီးသည်တွေကငါနောက်ဝိုင်းလာပြီးတော့ဒီကျိုးဘော်ကိုဘယ်လိုရောက်လာတာလဲလို့မေးကြတယ်ငါလည်းဖြစ်ခက်သမျှအကုန်ပြောပြလိုက်တယ်အဲ့တော့ခရီးသည်တွေကအဲ့အဖိုးကြီးကိုပင်လက်အဖိုးကြီးလို့ခေါ်တဲ့အကြောင်းအဲ့လိုကုတ်ပေါ်ခွာစီခံရတဲ့သူဘယ်သူမှအသက်ရှင်ရပြန်လာလို့မရကြောင်းငါကကန်ထူးတဲ့အတွက်အခုလိုသက်ရှင်နေတာဖြစ်ကြောင်းပြောပြတယ်ပြီးတော့သူတို့ကငါ့ကိုအဝတ်စားတွေစားစရာတွေပေးတယ်တင်မောပေါ်လည်းအတူတူခေါ်သွားပေးတယ်ဒီနေ့ကျတော့မြောက်မြို့လို့ခေါ်တဲ့မြို့ကိုတောက်သွားတယ်မြောက်ဆိုတဲ့တန်ကြားကနေငါမှတတိမွကြီးတောင်ထားသွားတယ်အဲ့ဒီမျိုးကအင်ကြီးတွေကအမြင့်အကြီးတွေမြို့ကြီးကိုလည်းတန်တိုင်းနေနဲ့ကာထားတယ်ဝင်ပေါက်ထပေါက်ကလည်းတစ်ခုတည်းပဲရှိတယ်မြို့ကန်ကြီးကမြောက်တရရန်ကိုကြောက်တဲ့အတွက်ကြောင့်မလို့ညကြလို့ရှိရင်ပင်လယ်ထဲကိုလေတွေနဲ့စီးအိပ်ပြီးတော့မနက်မိုးလင်းတော့မှကိုအိမ်ကိုပြန်လာကြတယ်အဲ့မြောင်းမြို့တွေကိုရှောက်လက်ပတ်ကြည့်နေရင်းနဲ့ပဲတင်မောကထွက်သွားတော့ကြအဲ့ဒီမြောင်းမြို့မှာငါကြံနေခဲ့ပြန်ကောငါလည်းငါဘွားတော့ခက်ပြန်ပြီလို့တွေးပြီးတော့ငိုတောင်ငိုမိတော့တယ်ငါငိုနေတာကိုမြို့ထဲကလူကြောက်ကတွေးသွားတော့ကြငါစီကိုလာပြီးတော့အိုးတင်ကဒီမျိုးကမဟုတ်ဘဲနဲ့ဧည့်သည်ထင်မှရဲ့လို့ပြောတော့ကြတော့ငါကဟုတ်ပါတယ်ငါစီးလာတဲ့တင်မောကငါ့ကိုထားပြီးထွက်သွားပါပြီလို့ပြောလိုက်တယ်အဲ့ကြသူကသူ့လေနဲ့ငါကိုပင်လယ်ထဲကိုလိုက်အိပ်ဖို့ခေါ်တယ်ငါလည်းမြောက်တရံကိုကြောက်တဲ့ကြောက်မို့လို့သူနဲ့ပဲလိုက်ပြီးတော့ပင်လယ်ထဲကိုလိုက်အိပ်လိုက်တယ်မြောက်မြို့မှာနေရင်းနဲ့ရန်နေနဲ့ကြာလာတော့ကြတော့မြို့ခံတယောက်ကငါအရင်ကဘာလုပ်လဲလို့မေးတယ်ငါကကုံရောင်းကုံဝယ်လုပ်တဲ့အကြောင်းကုံပြင်းနဲ့တင်မောတစင်းလက်ရင်ကရှိခဲ့ပေမဲ့ပင်လယ်ထဲမြုပ်သားတဲ့အတွက်ခုချိန်ငါးဒီမှာဗမန်းကိုမရှိတော့ဘူးတခြားအလုပ်တွေလည်းငါမလုပ်တတ်ပါဘူးလို့သူပြောပြလိုက်တော့ကြတော့ဘာမှမပူပါနဲ့ငါတင့်ကိုအိတ်တလုံးပေးပါမယ်အဲ့ဒီအိတ်ထဲကိုကြောက်စိခဲတွေပြည့်နေအောင်ထည့်ပြီးတော့ကြတော့မြို့ထဲကလူတစုနဲ့လိုက်သွားလိုက်ပါပြီးတော့သူ့လို့တလို့လိုက်လုပ်ပါအဲ့လိုလုပ်လို့ရှိရင်တင်းမြို့ကိုပြန်တဲ့အခါယူသွားစရာတစ်ခုခုကိုတင်ရပါလိမ့်မယ်လို့သူကပြန်ပြောတယ်ငါလည်းအဲ့လူမားတဲ့အိတ်ထဲကိုကြောက်စိခဲတွေထည့်ပြီးတော့သူအပ်ပေးလိုက်တဲ့လူတစုနဲ့လိုက်သွားလိုက်တယ်ကွင်းမြင့်ကြီးတဲ့တစ်ခုရောက်တော့ကြတော့အဲ့မှာအကိုင်းခမ်းမရှိပင်လုံးပြောင်ပြုံချိုးကြီးနဲ့လုံးဝလူတက်လို့မရတဲ့အပင်မြင့်မြင့်ကြီးတွေအများကြီးရှိတဲ့နေရာကိုရောက်သွားတယ်အဲ့အပင်လေးအောက်မှာလည်းမြောက်တွေအများကြီးစုပြီးအိတ်နေကြတယ်မြောက်တွေကငါတို့ကိုမြင်တော့ကြတော့တစ်ပင်မတက်ပြေးကြတယ်ငါ့ကိုခေါ်လာပေးတဲ့လူတွေကပါလာတဲ့ကြောက်စီခဲတွေနဲ့အဲ့ဒီမြောက်တွေကိုလမ်းပေါက်ကြပါကောအဲ့တော့မြောက်တွေကလည်းအပင်မွားနဲ့အုံးကြီးတွေနဲ့ပြန်ပြေးကြတယ်ကြောက်စီခဲတွေမကုန်ခင်မှာပဲငါတို့ကိုစီကိုငါအုံးကြီးတွေအများကြီးရလိုက်ကြတယ်ပြီးတော့ကိုရလိုက်တဲ့အုံးကြီးတွေကိုထမ်းပြီးတော့မြို့ကိုပြန်လာခဲ့ကြတယ်ငါကရလာတဲ့အုံးကြီးတွေကိုငါကျေးဇူးရှင်မိတ်ဆွေကိုပေးတယ်သူကကိုဘာသာရောင်းစားပါလို့ပြောတယ်ပြီးတော့ငါကိုအခန်းတစ်ခန်းပေးတယ်နေတာအုံတီရအောင်လုပ်ပြီးတော့ဒီခန်းထဲမှာတင်တာအနာပါတဲ့အုံတီတွေကိုတော့ချက်ချင်းရောင်းကောင်းတာတွေကိုဈေးကောင်းရအောင်စောင်းပြီးတော့ရောင်းဖို့ခြံထားပါရောင်းပြီးလို့အတပြားတွေအများကြီးရလာတဲ့အခါကိုနေရက်ကိုပြန်လို့ရှင်ယူသွားပါလို့သူကငါကိုပြောတယ်ငါလည်းသူပြောသလိုတေချာလို့တော့ကြတော့အတပြားတော်တော်များများစုမိလာတယ်အဲ့လိုအဆင်ပြေနေတော့မျိုးကိုတင်မောတစီလာဖိုက်တယ်ငါလည်းငါမျိုးကိုပြန်ကျင်လာတာနဲ့ငါရဲ့ကျေးဇူးရှင်မိတ်ဆွေကိုခွင့်ပြန်ပြီးတော့ငါမှရှိနေတဲ့အုံဒီတွေကိုတင်မောပေါ်တင်ပြီးတော့ထွက်လာခဲ့လိုက်တယ်တင်မောကသမြစိတ်ကမ်းမျိုးတိုင်းကိုအုံဒီတွေရောက်နေအဲ့ဒီမျိုးကကုန်းတွေကိုပြန်ဝဲတယ်ငရုတ်ကောင်းဇီယာကာရဝေးပေါ်တဲ့ကျုံတွေကိုရောက်သွားသေးတယ်အဲ့ကျုံကလူတွေကပြက်ပြက်ကြတယ်ငရုတ်ကောင်းကတီးတဲ့အခါအရွက်တရက်ကအတီးကိုနေပူမိုးရကောက်ွက်ပြီးဖို့အမြဲဖုံးနေတတ်တယ်မိုးကုံသွားလို့အတီးမဲလာတော့မှအဲ့အရွက်လေးကကြွေကျသွားတဲ့အကြောင်းငါ့ကိုဘဝတုတအနေနဲ့ပြလိုက်ကြတယ်ပြီးတော့အဲ့ဒီရထွက်တဲ့ဟိန်ခတ်မွေးချမ်းပစ္စည်းတွေနဲ့ငါရဲ့အုံကြီးတွေနဲ့ဖလဲပြီးတော့ယူခဲ့လိုက်တယ်စစ်ပင်စစ်မြစ်တွေပေါ်တဲ့ကျုံကိုရောက်တော့လဲအုံကြီးတွေနဲ့ဖလဲပြီးတော့ယူခဲ့တယ်အဲ့လိုနဲ့ငါတို့တင်မောကပလဲတွေထွက်တဲ့ကျုံတစ်ကျုံကိုရောက်သွားတော့ငါလည်းပလဲငုံနေတဲ့လူတွေကိုတွေ့တော့ကြတော့အုံဒီပေးပြီးတော့ကဲမိတ်ဆွေတို့ငါအတွက်ကန်ဆန်းပြီးတော့ပလဲငုံပေးပါလို့ပြောလိုက်တယ်အဲ့ဒီမှာတအားကိုအဖိုးထိုက်တဲ့နဲ့ပလဲတွေရလိုက်ပါကောရင်ကုန်သမားတွေကတရက်ကန်ဟာအင်မတန်ကောင်းနေဒီပလဲတွေကိုတင်ယူသွားပါတော့လို့ဆိုပြီးတော့ငါ့ကိုအပူကုံပေးလိုက်ကြပါကောနောက်ဆုံးတော့ငါတို့တင်မောကတမျိုးကိုတမျိုးထက်နဲ့ဘက်တော်လာမျိုးကို
ပြန်ရောက်လာခဲ့လိုက်တယ်။အဲ့ဒီမြို့မှာ3ရက်နေပြီးတော့ကြာ9ရက်ပကရက်မြို့ကိုပြန်လာခဲ့လိုက်တယ်။အဲ့ဒါလိုမျိုးမတင်မပြောက်ဖက်နဲ့ပြန်လာတဲ့အချိန်မှာ9ရက်ဆွေမျိုးတွေမိတ်ဆွေတွေကဝမ်းသာအယနာစီကြိုကြတယ်ပြီးတော့ငါမှပါလာတဲ့ပစ္စည်းတွေကိုလုံခြုံအောင်တင်ဆက်ထားပြီးတော့ပကရက်မြို့မှာရှိတဲ့အလူခန့်တွေကိုအယုတ်လက်အမြတ်မြေရရရောပိတ်ကတ်ဆွန်ကျဲတာတွေလုပ်တယ်အဲ့လိုအလာဟုရှင်ကြိုက်တော်မူတဲ့အလုပ်တွေကိုလုပ်ပြီးတော့ငါလဲအရင်ကနေတဲ့ပုံစံတိုင်းစီစိတ်အမျိုးမျိုးခံပြီးတော့ပျော်ကြီးကိုနေနေလိုက်တယ်အခုပြပြခဲ့တဲ့အကြောင်းအရာတွေအကုန်လုံးကတော့9ရက်9ချိန်မြောင်ပင်လယ်ခီးစဉ်အကြောင်းပဲဖြစ်ပါတယ်ထပ်ပြီးတော့နောက်ထောက်ကြည့်သလို့ရှိရင်9ရက်6ချိန်မြောင်ပင်လယ်ခီးစဉ်အကြောင်းပြပြချင်မှတည်တယ်6ချိန်မြောင်ပင်လယ်ခီးစဉ်ကအရင်ခီးစဉ်တွေတောင်မှပို့ပြီးတော့အံ့ဩစရာကောင်းမှတည်တယ်လို့ဒီစစ်တပတ်ကပြောပြပါတဲ့ပြီးတော့ရေစစ်တပတ်ကကိုစစ်တပတ်နဲ့အခြားဖော်တွေကိုစောက်ကောက်တောက်ဖွဲ့တွေနဲ့တက်ခေအခန့်ကျုံပေးပါတဲ့ကိုစစ်တပတ်ကိုရေရှင်းကပြရည်တရားလက်ဆောင်ပေးလိုက်ပါတဲ့ကိုစစ်တပတ်ကတော့ရှင်းကပြရည်တရားကိုယူပြီးတော့သူ့ရဲ့အိမ်ကိုပြန်ခဲ့ပါတယ်အခုပြပြခဲ့ရတာကတော့ရေစင်တပတ်ရဲ့9ချိန်မြောက်ပင်လယ်ခီးစဉ်ကြောင်းလေးဖြစ်ပါတယ်